主ခွင့်ရရရှိရဲ့ တို့ရဲ့တို့ရဲ့ တိုင်းဒေသသူခွင့်ရရရှိရဲ့ တို့ရဲ့တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းမှုရရှိရဲ့ တို့ရဲ့တို့ရဲ့ တိုင်းဒေသသူခွင့်ရရရှိရဲ့ တို့ရဲ့တို့ရဲ့ We thank everyone for participating in today's demonstration. We are actually protesting against the Burma Army's offensive in the Kachin region today. This is not because we don't want peace, but because we want the war to stop. We're asking the war to stop because we don't want to ask the peace to stop. Burma gained independence in 1947 on the premise that we all would be treated equal. Kachins were never forced to be part of the union. Kachins participated willingly to be the co-founders of this union through Panno Agreement. The reason which we signed on to the Panno Agreement is because we want to have an equal term of governing. And today we clearly understand the successive Burmese regime intention is to destruct the Panno Agreement. They could not honor the Panno Agreement because it's on the equal term. There's no other reasons. Our leadership, Kachin leadership, all the ethnic leadership wants a peaceful country. They want peaceful resolution. For that reason, despite onslaughts and military attacks, the Kachin leadership and ethnic leadership headed to Naypyidaw to have a peaceful resolution to 70 years of civil war. And now what do we have in return? We have more attacks and more air raids and more war and shortage of food to IDPs. This is simply because Tatmadaw or the Burma Army do not want peace. It is very simple. People can have different reasons why they do not want peace, but the simple answer is because peace does not serve the interests of Burma Army. ဗမာလိုပြောမယ်ဆိုတော့တမတော်ကငိမ့်ချမ်းရေးမလို့ငိမ့်ချမ်းရေးအချိန်မှာတိုက်ခိုက်တာဆိုတာငိမ့်ချမ်းရေးမလို့ချင်လို့ပဲတိုက်ခိုက်နေတာပါငိမ့်ချမ်းရေးလိုချင်ကတိုက်ခိုက်ဆရာမလိုဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကချင်တွေရောနိုင်ငံကချင်နိုင်ငံထူထောင်ဖို့တောင်းဆိုနေရရောမဟုတ်ဘူးကချင်လူမျိုးတွေတစုတစ်ဖွဲ့အတွက်ပဲကျွန်တော်လွတ်လပ်ရေးရဖို့တောင်းဆိုနေရမဟုတ်ဘူးတနိုင်ငံလုံးလွတ်လပ်စေဖို့တနိုင်ငံလုံးဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်စေဖို့ကျွန်တော်စ조사မှဒီတိုက်ခိုက်မှုတွေကြားရနေပြီးတော့ကျွန်တော်နေပြည်တော်ကိုတက်လာတယ်ဆွေးနွေးတယ်ကြားကနေအခုကျွန်တော်တို့ဒီလိုရဲဆက်တိုက်ခိုက်တယ်ဒီဟာကတော့လုံးလုံးကိုငိမ့်ချမ်းရေးမလို့ချင်လို့ပဲလို့ကျွန်တော်ကမှတ်ယူရနေတာပါနောက်ပြီးတော့အစိုးရနေပြီးတော့အခုဒီလောက်တောင်မှတိုက်နေရတဲ့အချိန်မှာနှုတ်ဆက်နေတာတော့တကယ်ကိုကျွန်တော်တို့အတွက်အင်မတန်ကိုအထီးကျန်စေတာပါကချင်ပြည်သူတွေ1988 1990ရွေးကောက်ပွဲ2012ရွေးကောက်ကြားဖြတ်2015ရွေးကောက်ပွဲတွေမှာတောင်းဖြတ်ကျွန်တော်တို့မဲပေးခဲ့ရတယ်ဒီဟာတွေကကျွန်တော်နှုတ်ဆက်ဖို့အတွက်ကျွန်တော်တို့မဲပေးခဲ့ရမဲတွေမဟုတ်ပါဘူးကျွန်တော်တို့ကချင်တွေခံစားမှုတွေပေါ်ပြနိုင်ဖို့အတွက်ကျွန်တော်မဲပေးခဲ့တာပါစစ်တပ်နဲ့အဆင်ပြေဖို့အတွက်ကျွန်တော်မဲပေးခဲ့တာမဟုတ်ဘူးဒီဟာကနိုင်ငံတော်ခေါင်းဆောင်တွေနားလည်သင့်ပါတယ်ကျွန်တော်တို့ကငြိမ်းချမ်းရေးလိုနေတာပါငြိမ်းချမ်းရေးလိုလားတယ်ငြိမ်းချမ်းရေးတော့ဆာငတ်နေပါတယ်ဒီငြိမ်းချမ်းရေးပဋိပက္ခအကြောင်းကျွန်တော်နာကျင်ရတယ်ကျွန်တော်တိုင်းရင်းသားတွေပါပဲကျွန်တော်ရန်ကုန်မှာရောတိုက်နေတာရောမဟုတ်မန္တလေးမှာတိုက်နေတာမဟုတ်ဘူးနေပြည်တော်မှာတိုက်နေတာမဟုတ်ဘူးဒီအတွက်ကြောင့်ကျူးကျော်စစ်တို့တခြားဟိုအဖြတ်တဘောတို့ဘာလို့ပြောနေတဲ့ဟာတွေကတကယ်ကိုအတိတ်ပဲမကြပါဘူးကချင်ပြည်နယ်မှာရှိတဲ့လမ်းသားတွေဘယ်အစိုးရဘယ်စစ်ဗိုလ်တွေလာဆောက်ထားလမ်းမှမရှိပါဘူးဒီကဖောက်တာတို့ဘာလို့ပြောနေတဲ့ဟာတွေကတကယ်အတိတ်ပဲမရှိတဲ့စကားတွေပါကို့အိမ်ထဲတွေကိုတနတ်နဲ့ဝင်လာပြီးမှဓာတ်နဲ့ဝင်လာတဲ့လူကိုလမ်းလယ်မှာကျွန်တော်ကဘာလို့မဖြတ်တော့ရမလဲဒီဟာလုံးရမယ့်အလုပ်ပါပဲဘယ်နိုင်ငံဖြစ်လုံးပါပဲပြည်သူလူထုဟန်တာပြည်သူလူထုရဲ့အသက်အိုးအိမ်ထိပါတော့ကျွန်တော်မလုပ်ဘူး
ဘယ်ကချင်စစ်သားမှဗမာရွာလာပြီးမှမဒိန်ကျင်တာမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဗမာစစ်တပ်ကနေပြီးတော့ရွာကိုမဒိန်ကျင်တာဆိုကချင်တွေပဲပြောနေတာမဟုတ်ဘူးရှမ်းတွေပြောတယ်ကရင်ပြောတယ်ဒီဟာတွေကတမိုင်းနဲ့အထောက်ထားကောင်းကောင်းရှိတယ်ပင်လုံကတိကွက်ကိုမဖော်ဆောင်ချင်လို့အရင်ကကချင်လက်နက်ကချင်စစ်တပ်ဆိုတာရှိတယ်ကချင် rifle 1 2 3 4ရှိတယ်ဒီဟာတွေကဖြတ်စည်းတာကတတ်မတော်ကိုကချင်တွေမပါခိုင်းစေချင်လို့ပဲတတ်မတော်က Federal ပြည်ထောင်စုကိုမဖြစ်ခိုင်းစေချင်လို့ပဲဘာဖြစ်လို့လဲဆိုတော့အာဏာသိမ်းချင်လို့ဒီအာဏာကိုသူတို့လက်ဝါးကြီးအုပ်ထားချင်လို့ဒါပဲအင်မတန်ကိုရှင်းတယ်ရှေးဝေးကျွန်တော်စဉ်းစားနေတိုင်းကြပြားဖွက်ပြီးမှကျွန်တော်ပြောနေစရာမလိုဘူးဒီအလုပ်တွေကအခုစစ်တပ်ကယွန်းချွန်းတိုက်နေတာတော့ဘာမှမရှိဘူးပြည်သူလူထုလက်နက်မဲ့တွေကိုပဲလိုက်တိုက်နေတာရှေ့စစ်မြေပြင်မှာရောယွန်းချွန်းတိုက်နေတာမမြင်ရဘူးဘာမှမမြင်ရဘူးတတိရှိတယ်ဆိုတာငိမ့်ချမ်းရေးကိုပြည့်လဲငိမ့်ချမ်းရေးယူနိုင်တာကိုတတိလို့ခေါ်တယ်ကိုယ်မှလက်နဲ့အားကိုမှအာဏာထူထောင်လို့မရဘူးဆိုတာဆီးရီးယားကိုကြည့်ပါလီဘီယာကိုကြည့်ပါအီရတ်ကိုကြည့်ပါဘယ်နိုင်ငံမှဘလောက်ဒီစစ်အာဏာရှင်တွေသူတို့အာဏာကျရှုံးလာတဲ့အချိန်မှာစစ်တပ်မရှိတာမဟုတ်ဘူးကိုယ်လက်မှာစစ်တပ်ရှိတယ်ကိုယ်လက်နဲ့လက်နဲ့တွေဓာတုဗေဒဘုံတွေရှိတာအများကြီးရှိတယ်ရှိပေမဲ့လမ်းပေါ်မှာခွေးလို့ဖြစ်သွားတာတတိထားခိုင်းစီချင်ပါတယ်နောက်ဒီတစားခံနိုင်ငံရေးကိုကျွန်တော်လုံးဝမလုပ်ချင်ဘူးပြည်သူလူထုတွေကိုမြောက်ပြဆန်တောင်းပုံစံနဲ့ပြည်သူလူထုတွေခက်ခဲပါတယ်ဆိုမှ sanction ဖြုတ်တာမျိုးပြည်သူလူတွေခက်ခဲပါတယ်ဆိုမှဟိုနိုင်ငံကိုတထောင်စားသွားလို့ဒီနိုင်ငံကိုတထောင်စားသွားလို့ကျွန်တော်မလုပ်ချင်ဘူးနိုင်ငံခြားကနေပြီးတော့ဒေါ်လာ9တန်း9000ဒေါ်လာနိုင်ငံခြားကနေပြီးတော့ကိုအကျွေးတွေဒီအကျွေးတွေဘဒုအိတ်ထောင်နဲ့ဝင်သွားတာလဲဒီအကျွေးတွေဘယ်ရောက်သွားတာလဲဒီလောက်တောင်မှနိုင်ငံခြားကိုတထောင်စားနေပြီတောင်းဆိုနေတာတောင်းဆိုပြီးမှငွေကြေးထောင်ပေါင်းများစွာနဲ့ဘီလီယံပေါင်းများစွာနဲ့ကိုလူတွေကိုပြန်နှိပ်စက်နေတာတဘာမှမကြောက်ဘူးဒီလိုနိုင်ငံရေးတွေကျွန်တော်မလို့ချင်ဘူးဒီလိုဖြစ်နေတဲ့ဟာကိုနှုတ်ဆက်ပြီးမှနေတဲ့အစိုးရကိုကျွန်တော်မလို့ချင်ဘူးဗမာပြည်ဆိုတာကဗမာတယောက်ပဲဗမာမျိုးသားတစ်မျိုးသားပဲနေတာမဟုတ်ဘူးကျွန်တော်40ခုနှုန်းကရောတမိုင်းကိုပြန်လန့်ကြည့်ပါကချင်ပြည်နယ်ဆိုတာကတောင်းလို့ရခဲ့တာကချင်ပြည်နယ်ဆိုတာတိုက်လို့ရခဲ့တာကချင်ပြည်နယ်လွတ်လပ်ရေးရဖို့ဘယ်တမတော်မှဥဆောင်ပြီးမှကျွန်တော်တိုက်ခဲ့တာမဟုတ်ဘူးဘယ်တမတော်စစ်သားတရားမှမပါခဲ့ဘူးအဲ့ဒါကိုတမိုင်းမှာမှတ်ထားပါဒီပြည်ထောင်စုဆိုတာကျွန်တော်ကချင်ပါလာတာဆိုတာပြည်ထောင်စုကြောင့်ပြည်ထောင်စုဆိုတာပင်လုံကြောင့်ဒီပင်လုံကိုဖျက်ဆီးတယ်ဆိုတော့ကျွန်တော်ပြည်ထောင်စုအရှိကိုပြန်သွားခြင်းလို့ပဲလို့ကျွန်တော်အစိုးရကိုဒီလိုပဲမေးချင်ပါတယ်ဒီဟာကတမိုင်းနေနဲ့အထောက်အထားအပြည့်အစုံရှိနေတဲ့အရာတွေပါအခုဆက်လက်ပြီးမှရှိနေတဲ့ဟာတွေရောကျွန်တော်တို့မပြောလို့ဘူးဒါပေမဲ့အစိုးရနေပြီးတော့ KIA ကချင်ကတော့လက်ခံပါတယ် KIA ကိုလက်မခံတာတဘာဝမချဘူး KIA ကကချင်လူမျိုးတွေကိုကိုစားပြုတ်နေတာဆိုမနေ့တနေ့ကပဲပြသွားပါပြီထောင်ပေါင်းများစွာတောင်းပေါင်းများစွာကချင်လူမျိုးတွေလမ်းပေါ်ထွက်တာဆိုတာ KIA ကိုချစ်လို့ပဲ KIA ကိုထောက်ခံလို့ပဲမထောက်ခံရင်လမ်းပေါ်တက်ဆရာမလိုဘူးဒီဟာကိုကျွန်တော်တို့တွေကောင်းကောင်းမှတ်သင့်ပါတယ်ကချင်ပြည်နယ် KIA ကိုတိုက်ပြီးမှကချင်ရောမပြောက်သွားဘူးလိုက်စာကိုတိမ့်ပြီးတော့ကိုကစိတ်ထဲမှာဘဝင်ကြဆရာမလိုဘူးဒါပေမဲ့စိုးရင်ဆရာကောင်းတော့လိုက်စာတိုက်ပြီးဘာလုပ်မလဲဆိုတော့စိတ်စိုးရင်ဆရာကောင်းပါတယ်အခုကချင်ကောင်းဆောင်တွေကိုလိုက်စာမှာတွားရှာလို့ရတယ်နောက်ဆိုတိုက်ပြီးကတော့ရှာလို့မရတော့ဘူးဆိုတာရောတတိထားသင့်ပါတယ်ဒီဟာကနိုင်ငံတော်ကောင်းစားဖို့ကိုပြောတာပါဒီနှုတ်ဆက်နေပြီးမှအေးစေးအခုဒီလိုမျိုးနေပြီးမှကျွန်တော်နိုင်ငံတော်တိုင်းရင်းသားတွေအကုန်လုံးပြာကျသွားမှမြန်မာနိုင်ငံတော်အသက်တီထောင်မယ်ဆိုတာကမဖြစ်နိုင်တဲ့အရာပါကချင်တူတယောက်ကြံပြီးမှရောနိုင်ငံဆိုတာထူထောင်လို့ရပါတယ်အခုကျွန်တော်လက်ရှိပတိအခြေအနေကဘာမှဖြစ်နေတာကြည့်လို့ရပါတယ်ဘယ်နိုင်ငံမှအာဏာနဲ့တင်ထားပြီးမှကြာမခံဘူးဆိုတာအရှိတီမော်တွေကိုကြည့်ပါအင်ဒိုနီးရှားနိုင်ငံကစစ်အင်အားမရှိလို့မဟုတ်ဘူးဒါပေမဲ့တမိုင်းကြောင့်အရလွတ်လပ်ရေးပေးခဲ့ရတယ်
ကျွန်တော်ကလွတ်လပ်ရေးတောင်းဆိုတာမဟုတ်ဘူးဖက်ဒရယ်ပြည်ထောင်စုတောင်းဆိုတာဒီဟာကကျွန်တော်ရဲ့လွတ်လပ်ရေးကျွန်တော်မှာရှိတဲ့အခွင့်အရေးပါဗမာမင်းဘယ်မင်းမှကျွန်တော်အခွင့်မပေးခဲ့ဘူးကျွန်တော်ကချင်ကောင်းဆောင်ကချင်ဒူဝါတွေကချင်ပြည်နယ်တနယ်လုံးအုပ်ချုပ်ခဲ့တယ်ဒီဟာတမိုင်းမှတ်တမ်းရှိတယ်ဗမာမင်းတီဘောကျသွားတဲ့အချိန်မှာဗမာမင်းတွေအုပ်စိုးတဲ့နေရာတွေအကုန်လုံးအညွန့်ခံခဲ့တယ်ဒါပေမဲ့တမိုင်းကြောင်ရ1892မှာကချင်ပြည်တက်လာတဲ့အချိန်မှာကချင်ဒူဝါတွေစတုံးတူတွေပြန်လည်ခွန်းခတိုက်ခိုက်ရဲဆိုတာဒီတည်င်းတွေ1892တည်င်းတွေမှာရှိတယ်ဒီဟာကဗမာမင်းအုပ်ချုပ်တဲ့အောက်မှာမရှိတယ်ဆိုတာတက်တေတာရကပဲဒီဟာတွေကအစိုးရတွေတည်တယ်မှာတယ်အခုရောအရင်ကအကျင့်ဆိုးတွေရှိနေသေးတာမြင်ရပါတယ်တန်ယုံကနေပြီးတော့ကျွန်တော်ဆန္ဒပြတယ်ဆန္ဒပြတော့ဓာတ်ပုံတွေလိုက်ရိုက်တယ်ဒီဟာစစ်ထောက်လိုင်းရတွေအကျင့်ဆိုးတွေပါဒီဟာတွေကရပ်တန့်တင်ပါပြီဒီမိုကရေစီအစိုးရမှာဒီမိုကရေစီလို့လုပ်တင်ပါတယ်အဲ့ဒါတွေကကျွန်တော်အရင်တော့ရဲ့စစ်အစိုးရအကျင့်ဟောင်းတွေဖျက်တင်ပါပယ်ဖြတ်တင်ပါတယ်ဒီမိုကရေစီအတွင်ပြောင်းပါတယ်ဆိုမှနိုင်ငံတကာမှာတထောင်စားပုံစံနဲ့သွားစကားပြောနေတာတဘာဝမကြဘူးတကယ်ကိုအိမ်တွင်းမှာကောင်းအောင်ဖြစ်အောင်ကိုအိမ်တွင်းမှာအကုန်လုံးပြေလည်အောင်ကိုယ့်အကိုစူးစမ်းရမှာဖြစ်ပါတယ်တကယ်လူရှိသူရှိမှနိုင်ငံရေးဆွေးနွေးပါဆိုရင်ကမဆွေးနွေးချင်ဘူးကိုအိမ်တွင်းရေးပါဆိုမှဒီဟာတွေကအတိတ်ပဲမရှိဘူးကိုကတိုက်ရဲရင်ငြိမ်းချမ်းရေးလုပ်ရဲရမယ်ဒီဟာကအကုန်လုံးနိုင်ငံရေးသဘောတဘာဝတွေကြီးပါပဲတခြားတော့ရှည်ရှည်ဝေးဝေးမပြောချင်ဘူးကိုကငြိမ်းချမ်းရေးလိုချင်ငြိမ်းချမ်းရေးကိုသဘောဆောင်းပါတကယ်စစ်ပွဲစစ်ဆိုင်တိုက်ချင်ရောကျွန်တော်တို့ကချင်တွေတိုင်းရင်းသားတွေအကုန်လုံးကိုကြီးညာပေးပါအကုန်လုံးကိုပြောင်းတိုက်ပေးပါနော်ဒီလိုပဲကျွန်တော်ကတောင်းဆိုချင်ပါတယ်ကျွန်တော်စစ်ပွဲရပ်ဖို့ရောတောင်းနေတာ9နှစ်ကျော်နေပါပြီမရပ်နိုင်ဘူးဘာလို့ကိုအကျိုးအတွက်မရှိတော့ပါဗမာလူမျိုးတွေတော့ရမဟုတ်ဘူးညာလူတစုအတွက်ပဲလုပ်နေတဲ့ဟာတွေပါပြည်သူလူထုတွေအရှိမထားပြီးမှကိုကလှုပ်ချင်ရလှုပ်နောက်ကနေလှုပ်နေတာပါတစားခံနိုင်ငံရေးဆိုတာဒါပဲတခြားကျွန်တော်တို့နောက်တက်ရောတခြားနိုင်ငံတွေမှာရောဆက်လက်ပြီးမှဆန္ဒပြသွားမှာပါဒီအတူအယောင်နိုင်ငံရေးကျွန်တော်မလိုချင်ဘူးဖက်ဒရယ်ဆိုရင်စစ်မှန်တဲ့ဖက်ဒရယ်လိုချင်တယ်ကျွန်တော်တို့ဒီပြည်ထောင်စုကိုဝင်လာတဲ့ဂတိကိုကျွန်တော်အပြည့်ပေးခိုင်းစေချင်ပါတယ်မဟုတ်ရင်ဒီပြည်ထောင်စုကိုရောဖျက်ပေးပါကျေးဇူးများတင်ပါတယ်